Skyrise team ဖြစ်ပါတယ် Skyrise ရဲ့ founder နဲ့ co-founder ပေါ့နော် Okay ဆိုတော့ဒီနေ့ပွဲလေးကို organize လုပ်တဲ့အခါဘယ်လိုလဲ အရင်အဆင်ပြေပါတယ်ကျွန်တော်နောက်ပွဲတွေကိုအရင်ဒီလိုမျိုးထပ်ပြီး ညှော်လင့်မိ ညှော်လင့်မိတယ်နောက်တစ်ခါကျရင်ကျွန်တော်တစ်ထောင်ပေါက်ပါမယ်ဆိုတော့အခုပေါ့နော်ဒီနေ့ကီရိုတွေက activities တွေလည်းလုပ်တယ် fun ဖြစ်တဲ့တယောက်နဲ့တယောက် connections တွေ networking တွေလည်းရတယ်ပြီးတော့လို့ရှိရင်တစ်ဖက်ကနေပြီးတော့ခါကြတော့မှလည်းကိုကအဲ့လိုအပျော်တွေပဲမဟုတ်ဘဲနဲ့ပေါ့နော်ကိုယ့်ရဲ့ဘဝတိုးတက်ဖို့ရအတွက်ဒီလိုကို career development တွေကိုယ့်ရဲ့ personal development တွေအတွက်ကိုလည်း platforms တွေကီရိုတည်ထားတဲ့ informations တွေအများကြီးကို sharing လုပ်နိုင်လိုက်လို့ဝန်တာမိရလို့ထင်တယ်ဒီတခြားပြင်ပ activities တွေလုပ်ရင်းနဲ့ဒီလိုမျိုးကိုယ့်ရဲ့contribution တွေလည်းလုပ်ရင်းပေါ့ပြီးတော့ခါကျ inspire ရှိရင်းပေါ့အဲ့လိုမျိုးအတူတူကိုက productive ဖြစ်နေလို့ရအောင်ပေါ့နော်ဒီနေ့ activities တွေကအရင်ပြောဖို့ကောင်းတယ် fun fact ဖြစ်တယ်ပြီးတော့ community တစ်ခုနဲ့လည်းပဲ keep in touch ဖြစ်သွားတယ်လို့ထင်ရတယ်ပြီးတော့မသိတဲ့အမားတွေနဲ့လည်းအခုလောလောအရင်ဘယ်လိုclose ဖြစ်သွားတယ်ပေါ့နော်အဲ့ဒါအရင်စင်ပြေတယ်ပြီးတော့platform ကိုတော့အရင်သဘောကျတယ်အဓိကအဲ့လို website တစ်ခုထဲမှာအကုန်လုံးကိုလည်းခြုံပြီးတော့ကြည့်လို့ရတယ်ပြီးတော့ university တွေအကုန်လုံးကြောက်လည်း overall သိရတယ်ပေါ့နော်အဲ့ဒါကိုအရင်သဘောကျတယ်ပြီးတော့အဲ့လို website တွေတော့မရှိတာအများတယ်အခုလိုမျိုးလုပ်ပြလိုက်တာကိုအရင် appreciate လုပ်ပါတယ်Okay so ကနေ့ overall activity တွေအားလုံးကတော့အရင်ပြောဖို့ကောင်းတယ်ပြီးရင်ကိုယ့်ရဲ့ junior လေးတွေပေါ့65ဖြစ်သွားတယ်ဆိုတော့66 67နဲ့အသိမသိတော့ဘူးအဲ့တော့ junior လေးတွေနဲ့တီးလိုက်ရတာပြီးရင်ကိုယ့်ရဲ့ like knowledge sharing လုပ်ပေးရတာအရင်ပြောတယ်သူတို့ရဲ့အကြောင်းကိုလည်းပို့ပြီးတီးလိုက်ရတာပေါ့နော်အဲ့ဒါပြီးတော့ဒီ platform အကြောင်းပြောရမယ်ဆိုရင် platform မှာတော်တော်လေးအဆင်ပြေတယ်လို့မြင်တယ်ဘာလို့လဲဆိုအရင်တော့ကဒီလို platform တွေရှိမှန်းသိတယ်ကိုယ်တိုင်လည်းရှာကြည့်ဘူးလေဒါပေမဲ့ရွေးချယ်စရာ choice တွေကတအားမပေးထားဘူးသူတို့ဟာဒီရဲ့ဟာမှာကျတော့ကိုယ်ဘယ်မှာတက်ချင်တာလဲဘာလုပ်ချင်တာလဲသိကြplatform ကိုကြီးလိုက်တာနဲ့ရှင်းနေဆိုတာသိတာတယ်ဆိုတော့ဒီ platform လေးမြန်လေးသုံးနိုင်အောင်လုပ်ပေးပါလို့ပြောချင်တယ်။ Okay အဲ့တော့ကျေးဇူးပါနေ့ပွဲနဲ့ပတ်သက်ပြီးတော့ပြောမယ်အရန်ပြောတယ်တစ်ခါမှလည်းဒီမျိုး gathering မျိုးမကြုံဘူးပေါ့နော်ပြီးတော့ platform နဲ့ပတ်သက်ပြီးတော့commendation တွေ list တွေကိုလည်းပါစေချင်တယ်ပေါ့နော် platform ထဲမှာအဲဆိုကျောင်းတစ်ခုရွေးချယ်ပြီးသားပြီဆိုရင်ကျောင်းရဲ့နောက်မှာကျောင်းသားရဲ့ commendation ကိုစဉ်းစားကြရတယ်ဆိုတော့ကျောင်းရဲ့ doom အကြောင်းလေးပြီးတော့တကယ်လို့ကျောင်း doom မဟုတ်ဘူးဆိုရင်လည်း commendation ဒီ apartment တွေဘယ်လိုရှိရဆိုရင် list တွေကိုလည်းပါစေချင်ပါတယ်ဒီနေ့ပွဲဒီ activity လေးကတော့ရမ်းပျော်ခဲ့ရတာပေါ့နော်။ခါမှတော့ဒီလိုမျိုးတော့မ join ဘူး။ဒါပထမအောင်ဆုံးလေးဖြစ်တယ်။ပြီးတော့ကိုကလည်းဒီ staff တစ်ယောက်အနေနဲ့ပါလာတာဆိုတော့တခြားလောက်ရတဲ့ဟာလေးဒီ organize လောက်ရတဲ့ဟာလေးတွေပါတယ်တည်တယ်ပေါ့။တော်တော့အတွေ့အကြုံတဲ့ experience တင်တော့ရပါတယ်ဟုတ်။ဒီလာမ platform တော့ဆိုရင်လည်းဒီတက်ပို့ပြီးတော့ဆောင်နေအဲ့လိုဝင်ပြီးတော့လေ့လာခြင်းတွေပေါ့ platform ကိုပို့ပြီးတော့ information အများကြီးပို့ပြီးတော့ရရမယ်ဆိုရင်ပိုကောင်းတာပေါ့နော်။နောက်ဒီလို activity ထက်ရှိနေတယ်ဆိုရင်လည်း join ခြင်းပါလေလာပေးတဲ့သူတွေကိုလည်းအရန်ကျေးဇူးတင်ပါတယ်လို့ပြီးတော့အမားတို့ရဲ့ message ပေးခြင်းတဲ့ message လေးတွေပေါ့နော်အဓိကအတူတူ networking လုပ်မယ် and then grow together ဖြစ်မယ် and then be inspire each other အဲ့လိုပုံစံမျိုးလေးပေါ့တယောက်နဲ့တယောက် inspire လုပ်ရင်းနဲ့ပျော်ပျော်ရွှင်ရွှင်ဒီလို community လေးကိုဖန်တီးထားဖြစ်တဲ့အတွက်ကြောင့်မို့လို့အကုန်လုံးလည်းဒီ community လေးမှာအတူတူပါဝင်ပြီးတော့မှနောက်ပိုင်းမှာ career development တွေရောအများကြီးကိုယ့်အတွက်အကျိုးရှိလိမ့်မယ်လို့ယုံကြည်ပါတယ်ကိုယ်တို့ကြိုးရှိဖို့မျှော်လင့်နေပါတော့ yes so hope to see you in the next meetup yeah we spilled our tea already so let's see your tea too bye bye